စားပါတယ်အပြိုတော်တွေပြောလိုက်တဲ့လူမိုက်လာနေပြီဆိုတဲ့စကားဟာသူ့နားထဲကလုံးဝမထွက်တော့ပါဘူးဒီအပြိုတော်တွေဟာငါရဲ့မောင်းမမိတာနေပဲငါကဲတော့မင်းလာတာတောင်လူမိုက်လို့ပြောလိုက်တာအကြောင်းမဲ့တော့မဟုတ်တော့ဘူးစင်စစ်ငါ့ကိုလူမိုက်လို့ပြောရလောက်အောင်အကြောင်းတစ်ခုခုတော့ရှိရမယ်ဒါပေမဲ့သူတို့ကိုပြန်မေးဖို့ကြပြန်တော့လေမသိတော့ဘူးလို့မင်းကြီးကတွေးမိပါတယ်အဲ့ဒီညမှာမင်းကြီးဟာနန်းတော်ပြန်ရောက်တော့ပြဿနာရဲ့အဖြေကိုကိုယ်တိုင်စဉ်းစားပါတယ်အပြန်အလှန်နဲ့အကြိမ်စဉ်းစားပြီးမြဲအဖြေကတော့ဘလို့မှထွက်မလာပါဘူးကလေးတို့ရေကိုယ်တိုင်စဉ်းစားတာဟာအမြဲတမ်းအကျိုးရှိတာပေါ့ဒါပေမဲ့ဘောသမင်းအတွက်တော့အဖြေကမထွက်ဘူးဒါပေမဲ့ဘသူစီကအဖြေရနိုင်နေဆိုတာတော့သိလိုက်တယ်ပညာရှိအမတ်ကြီးကာလီဒါသဆိုရင်တော့ဒီအဖြေကိုသိမှာပဲဆိုပြီးမင်းကြီးကဆုံးဖြတ်လိုက်ပါတယ်ပညာရှိကိုအားကိုးတာဟာအယံကောင်းတဲ့အချက်ပေါ့ဒါနဲ့မင်းကြီးလဲနောက်တနေ့ညီလာခံမှာအမတ်ကြီးကိုစမ်းသပ်ဖို့အစီအစဉ်တစ်ခုဆွဲလိုက်ပါတော့နောက်တနေ့ညီလာခံသဘင်မှာတော့ဘောသမင်းကဘသူမှမရောက်ခင်ကတည်းကဥအောင်ရောက်နေလိုက်တယ်ညီလာခံသဘင်ထဲကိုမှုမတ်တွေတယောက်ပြီးတယောက်ဝင်လာတိုင်းပေါ့ဘောသမင်းကလူမိုက်လာပြီလို့စီးပြီးတော့ပြောနေပါတော့တယ်မှုမတ်တွေကလည်းဘာပြဿနာမှမသိပဲဘယင်ကြီးကလူမိုက်လာပြီလို့ပြောနေတော့ငါတို့ဘာအပြစ်တီများလုံးမိထားပါလဲဆိုပြီးအယောင်အမှားနဲ့လန့်ဖြန့်ပြီးကိုနေရာကိုအမြန်ထိုင်လိုက်ကြပါတယ်မကြခင်မှာပဲပညာရှိအမတ်ကြီးကာလီဒါသားရောက်လာပါတယ်ဘောသမင်းကလည်းရှေ့မူးမတ်တွေကိုပြောခဲ့တဲ့အတိုင်းပဲအမတ်ကြီးကိုစီးပြောလိုက်ပါတယ်လူမိုက်ကြီးလာပြီတဲ့ကာလီဒါသားအမတ်ကြီးဟာဘယင်ကြီးရဲ့စကားတန်ကိုကြားလိုက်ပေမဲ့တုံ့လှုပ်ခြင်းမရှိဘူးသူဟာအိမ်တွေမပြတ်မတ်တက်ရရင်ပဲဘယင်ကြီးကိုပြန်ပြီးရှောက်တင်လိုက်ပါတယ်အရှင်မင်းကြီးကျွန်တော်မျိုးကလူနှစ်ယောက်တိုးတိတ်တိုင်ပင်နေတဲ့နေရာကို3ယောက်ဖြစ်အောင်အလိုက်ကန်းဆိုးမသိမသွားခဲ့ဘူးပါဘူးအမတ်ကြီးရဲ့အဖြေဟာအယမ်းကိုပညာသားပါတာပေါ့မင်းကြီးကိုဓာတ်ရိုက်မပစ်တင်ပဲဘသူကိုမှမနှောက်ယှက်ခဲ့ဘူးလို့ပြောလိုက်တာပဲဒီအဖြေကိုကြားလိုက်ရတော့မှဘောဇမင်းလည်းသူ့ရဲ့အမားကိုသဘောပေါက်သွားပါတော့တယ်သူဟာငါကတိုးတိတ်တိုင်ပင်နေတဲ့နေရာကိုသွားခဲ့မိတာကိုလို့တွေးပြီးပြဿနာရဲ့အဖြေကိုသိလိုက်ရတယ်အလိုက်ကန်းဆိုမသိပဲတိတ်လေးချောင်းကြည့်တာဟာလူမိုက်တဲ့ကလေးတို့ရေဒီပုံမြင်လေးကနေဘာသင်ခန်းစာရလဲဆိုတော့ပေါ့ပညာရှိသူတော်ကောင်းတို့နဲ့တာလျင်ပေါင်းသင်းဆက်ဆံခြင်းသည်မင်္ဂလာတစ်ပါးဖြစ်ပါသည်တဲ့ပညာရှိရဲ့အဖြေဟာကိုယ့်ရဲ့အမှားကိုလည်းသိစေပြီးပြဿနာကိုလည်းဖြေရှင်းပေးနိုင်တာပေါ့ဒါကြောင့်ကလေးတို့လည်းပညာရှိတငယ်ချင်းကောင်းတွေနဲ့ပေါင်းသင်းရမယ်နော်